ဆယ်နှစ်လရာသီရဲ့လာတလားဖြစ်သောတော်တလင်းလာမှာမေခမလိခမြင့်နှစ်စင်းကပေါင်းစုံကားစုဝေးရောက်ရှိလာသောမြစ်ရည်များစွာဟာအေယာဝတီမြစ်အတွင်းစည်းဝင်ကရေများအလုံးစုပေါင်း၍ရေကြီးရေတက်ခြင်းဖြစ်ပေါ်လာတော့အေယာဝတီမြစ်ဘေးကမြို့ရွာအလုံးရေဖွေးဖွေးနဲ့လေကလေးတွေလောရေမျက်နှာပြင်ပြန်လွင့်နေတာမို့နေမောကြည့်ရင်လှပသောအလှတရားတွေနဲ့ပြည့်နေနေသောရွာကလေးတစ်ရွာမှာမူမူဆိုသောကလေးမလေးနဲ့အတူတငယ်ချင်းအားလုံးရေကြီးလို့လှေစည်းဖို့ပြောနေကြပြီးသူတို့အားလုံးစုံမိကြလေသောအခါမူမူကစပြီးစကားပြောလေတယ်။တငယ်ချင်းတို့ဒီရေကြီးပေါ်မှာလှေစည်းရတာပြောရပေမဲ့ကြံပွဲတစ်ခုလုပ်ရင်ပိုကောင်းမယ်ထင်။ပြောပြပေးပါလား။ဘာပြိုင်ပွဲလဲဆိုတာဘာပြိုင်ပွဲလဲမူမူ။လှေလော်ပြိုင်ကြရရင်မကောင်းဘူးလား။လှေပြိုင်ပွဲအပြိုင်ဆိုင်လှေလော်ကြမယ်လေ။ငုံငုံနဲ့အတူဘယ်သူပြိုင်ကြမလဲဘိုးအားလုံးပြိုင်ကြမယ်အော်မူမူမိနေဘုန်းကြီးကျောင်းမှာဦးနှစ်ယောက်သွားခေါ်ရမယ်ဝင်ပြိုင်မလားမသိဘူးဝင်ပြိုင်ရင်တော့ဒီပြိုင်ပွဲကစီကားပြီလေအဲ့ဒါဆိုသွားခေါ်ရအောင်လေမခေါ်နဲ့အိမ်မှာမူမူအမေကြီးဖုန်းနဲ့လမ်းခေါ်လိုက်မယ်ဦးတို့စီမှာဖုန်းရှိတယ်